ဒုတိယကမ္ဘာစစ်တွင်မြမတောနက်ထဲမှာကြမ်းရမ်းခဲ့တဲ့တဆေစစ်တဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Star Daily Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒုတိယကမ္ဘာစစ်အတွင်းကမြမတောနက်တွေထဲမှာကြမ်းရမ်းခဲ့တဲ့တဆေစစ်တဲ့ရဲ့အကြောင်းလေးကိုမျှဝေပေးသွားမှာပါမျက်စိရှိဆယ်ပေအကွာကိုတော့မမြင်ရလောက်အောင်ပိတ်ဖုံးနေခဲ့တဲ့မြမပြည်ရဲ့တောနက်ကြီးတွေထဲမှာစစ်တပ်ရတယ်ဆိုတာဘယ်လိုနေမလဲရန်သူကပင်တန်းမှာရှိမှမသိနေရာထဲမှာရှိနေတယ်လို့ပဲခြေစံကြောင့်တေတာထက်ယောဂဗျာမောပတ်နှွမ်းနယ်မှုနဲ့ငတ်မမှုကြောင့်တည်တဲ့သူတွေကပုံများတဲ့ငရဲခံပါပဲဒါဒုတိယကမ္ဘာစစ်တုန်းကလူမသိသူမသိရှိခဲ့တဲ့မြန်မာပြည်ရဲ့တဆေစစ်တပ်လို့အမည်တွင်တဲ့ချင်းတစ်တွေရဲ့ကမ္ဘာပါ1942ခုနှစ်ဂျပန်တပ်တွေကအာရှတခွင်ကိုလေမွန်တိုင်းလိုအရှိန်နဲ့သိမ်းပိုက်ပြီးမြန်မာပြည်ကိုပါလက်အောက်ခံလုပ်လိုက်တဲ့အချိန်မဟာမိတ်တပ်တွေဟာဖျို့ဖျဲနဲ့ဆုတ်ခွာခဲ့ရပါတယ်ဂျပန်တပ်မတော်ကမြန်မာပြည်ရဲ့တောတောင်တွေကိုသူတို့တွေခိုင်မာခံတယ်ကြီးလို့လှုပ်ထားတဲ့အချိန်မှာပဲအော်ဒီဝင်းကိတ်ဆိုတဲ့ဗြိတိရှအရာရှိတွေဟာထူးခြားစမ်းသစ်တဲ့စစ်ဗျူဟာတစ်ခုနဲ့ထပ်ပေါ်လာခဲ့တာပါသူရဲ့ကြံစီကရဲတဲ့နှောပါတယ်ဂျပန်တွေကိုထိတ်တဲ့မတိုင်ပဲရန်သူရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးဖို့သူကစီစဉ်ခဲ့တာပါယထာလမ်းတွေကိုဖျက်တရားတွေကိုဖောက်ခွင်းရိတ်ခါလမ်းကြောင်းတွေကိုဖျက်ဆီးပြီးရန်သူရဲ့နယ်မြေထဲမှာတင်အသေးလေးဒုက္ခပေးဖို့ပါပဲဒီစစ်စင်ရေးကိုသူက Large Penetration လို့အမည်ပေးခဲ့ပါတယ်ဝင်းကေဟာဒီတပ်ဖွဲ့တွေကိုမြမအမှုပညာလက်ရာတွေတဲကအဆောင်လျှောက်ချင်းသေးရုပ်ကိုဆွဲပြပြီးချင်းတဲလို့အမည်ပေးခဲ့တာပါသူတို့ဟာတာမန်တပ်ဖွဲ့တခုမဟုတ်ပါဘူးဗြိတိရှခြေလင်တပ်တွေနီပိုးကနာမည်ကျော်ခေါရခါရီမြမစေတနာဝန်ထမ်းတွေနဲ့ရိတ်ခါတဲဘူလာမျိုးတွေကိုပါအသုံးပြုထားခဲ့တဲ့ထူးခြားတဲ့အစုအဖွဲ့ကြီးပါသူတို့ရဲ့မစ်ရှင်ဟာရှင်းရှင်းလေးဖြစ်ပါတယ်ရှင်တန်အောင်လေးရန်သူနောက်ကျောကိုဓာတ်နဲ့ထိုးပြီးရင်တစေတကောင်လိုပြက်ကွယ်သွားဆိုတာပါပဲ1943ခုနှစ်ဖေဖော်ဝါရီလမှာ Operation Longclaw ဆိုတဲ့သူတို့ရဲ့ပထမဦးဆုံးစစ်စင်ရေးကြီးကိုစတင်ခဲ့ပါတယ်အဲဒီနောက်စစ်တီ3000ကျော်အားမြန်မာပြည်မြောက်ပိုင်းရဲ့လူလူမနီးတဲ့ဒေါနက်ကြီးတွေတဲကိုမိုင်ပေါင်းရာကြီးချီတက်ခဲ့ကြတာပါသူတို့ရဲ့ပြစ်မှဟာဂျပန်တပ်တွေကိုအဓိကထောက်ပံ့ပေးနေတဲ့ယထာလန်းနေပါပဲဒါပေမဲ့တကယ်တမ်းတိုက်ပွဲဝင်နေရတဲ့အခါမှာတော့သူတို့ရဲ့အကြီးမားဆုံးရန်သူဟာဂျပန်စစ်သားတွေမဟုတ်ပဲဒေါနက်ကြီးကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတာပါငှက်ပြားဝမ်းကိုက်အပူရှက်တာနဲ့အစာငတ်မှုတွေဟာသူတို့ရဲ့နောက်ကိုအရေးလိုလိုက်နေခဲ့ပါတယ်နွယ်ပင်တွေပိတ်ဖုံးနေခဲ့တဲ့တောလန်းတွေကိုခုတ်ထွင်းရင်မြစ်တွေကိုဖျက်ကူရင်ဒဏ်ရာရတဲ့ရဲဘော်တွေကိုထမ်းပိုးရင်းနဲ့ဒီငရဲကန်းကိုသူတို့ကဖျက်ချော်ခဲ့ကြတာပါဒါပေမဲ့သူတို့တိုက်ခိုက်တဲ့အခါမှာတော့လျှက်စီးလက်တလိုမျိုးပြင်းထန်လွန်းလာပါတယ်ဂျပန်ရိတ်ခါရင်တန်းတွေကိုဖျက်တိုက်တရားတွေကိုမိုင်းခွဲရိတ်ခါကိုရောင်တွေကိုဖျက်ဆီးပြလိုက်တဲ့အခါမှာဂျပန်တွေအကြီးကျယ်တုန်လှုပ်သွားရတာပါသူတို့ရဲ့နောက်ကျောမှာဘယ်တော့မှမကြုံဘူးတဲ့ပုံတင်နည်းမရှိတဲ့ရန်သူမျိုးပေါ်လာတာကြောင့်ပါပဲစစ်စင်ရေးပြီးမှတော့အင်အား3000တဲ့က2200လောက်ပဲအသက်ရှင်ပြန်လာနိုင်ခဲ့ပြီးကျန်တဲ့သူတွေကတော့တုံးတက်ထဲမှာတစ္ဆာရှိစွာနဲ့ကြာရှုံးကြံရစ်ခဲ့ကြပါတယ်1944ခုနှစ်မတ်လမှာချင်းတပ်တွေဟာပို့ပြီးတော့တောင်တင်ပို့ပြီးရဲတင်းတဲ့အသွင်နဲ့မြမမြေပေါ်ကိုဒုတိယအကြိမ်ပြန်ရောက်လာခဲ့ပြန်တာပါဒီတစ်ခါမှာတော့အင်အား2000ရှိတဲ့ Operation Touch တီပါပဲဒီအချိန်မှာတော့သူတို့ဟာအရင်လိုချီလင်းနေမဟုတ်တော့ပဲဂလိုက်ဒါတွေတေပို့ဆောင်ရေးလေနေနဲ့တောနဲ့အလေကကွင်းပြင်တွေကိုဆင်းသက်ခဲ့ကြတာပါပြီးတော့တောကြီးမြမဲထဲမှာနေစစ်ချေဆိုင်စခန်းတွေဆောက်လေရင်ကွင်းတွေဖော်ပြီးဂျပန်တို့ရဲ့အသက်သွေးကြောဖြစ်တဲ့မန္တလေးမြေကြီးနားရထားလမ်းကိုဓာတ်နဲ့မှုန်းသလိုအပိုင်းပိုင်းဖျက်တောက်ခဲ့ကြတယ်ဒါပေမဲ့အောင်ပွဲရဲ့တန်ဖိုးကတော့အရန်ကိုကြီးမားလွန်ခဲ့တာပါအပူပိုင်းဒေသရဲ့ယောဂဆိုးတွေနဲ့မော်ဘန်နွမ်းနယ်မှုတွေကြောင့်တရင်လိုက်ပြုတ်ထွက်လာအောင်အကြဆုံးများခဲ့ရတယ်ပိုပြီးစေမကောင်းစရာကောင်းတာကတော့1944ခုနှစ်မတ်လ24ရက်နေ့မှာသူတို့ရဲ့လမ်းပြကျဲသူတို့ရဲ့ခေါင်းဆောင်ကြီးအော်ဒီဝင်းကိတ်ကိုယ်တိုင်လေရင်ပြက်ချပြီးတည်ဆုံသွားခဲ့တာပါပဲဦးဆောင်သူမေသွားရဲ့တစီစစ်တပ်ဟာအားကိုးရမေသွားပေမဲ့ဇွဲမလျှော့ပဲရှစ်ဆက်တိုက်ခဲ့ကြပါသေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့ရဲ့တိုက်ပွဲပုံစံတွေကအငင်းပွားစရာတွေအများကြီးဖြစ်လာခဲ့ပါတယ်မဟာမိတ်ဗိုလ်ချုပ်ကြီးဝီလီယံစလင်းကိုယ်တိုင်ကသူတို့ရဲ့တတိကိုချီးကျူးပေမဲ့ဒီလောက်အင်အားဒီလောက်ရိတ်ခါတွေသုံးပြီးရလာတဲ့ရလက်တွေကမထိုက်တန်ဘူးလို့ဝေဖန်ခဲ့တာမျိုးပေါ့ဒီလိုနဲ့ဝင်းကိတ်သေဆုံးပြီးနောက်ပိုင်းမှာတော့ဒီတပ်ဖွဲ့ကိုဖြည်းဖြည်းချင်းဖျက်သိမ်းခဲ့ကြပါတယ်ဒါပေမဲ့ချင်းတစ်တွေရဲ့တမိုင်းကတော့ဒီမှာတည်းမပြီးသွားပါဘူးသူတို့ရဲ့ပျောက်ကြားစစ်ဗျူဟာတွေဟာဒီနေ့ခေတ်ကဘာကျော် SCS လိုမျိုးအထူးကွန်မန်ဒိုတပ်ဖွဲ့တွေအတွက်အားကျစရာစံနမူနာတွေဖြစ်ခဲ့ရပါတယ်အဲဒီ SCS ရဲ့ viewer တွေကိုမှအခုနာမည်ကြီးနေခဲ့တဲ့ American Data Force တွေကပြန်ပြီးမြင်ညမ်းထားတာပါ
ပြောရရင်ချင်းတက်တွေဟာဂျပန်တပ်မကြီးတွေကိုတော်ထဲမှာပိတ်မိနေအောင်ဆွဲထားနိုင်ခဲ့တယ်လို့တကယ်စစ်ပွဲမှာတင်ကားတွေလေနေထက်ရှင်သန်နိုင်စွမ်းနဲ့ခံနိုင်ရည်ကပိုပြီးတော့မှအစွမ်းထက်တယ်ဆိုတာကိုသမိုင်းမှာသွေးနဲ့ရေးထိုးသွားခဲ့ကြတာပါကဲဒါတော့ဒုတိယကမ္ဘာစစ်ရဲ့အရေးအောက်မှာဖျက်ခွယ်နေခဲ့တဲ့အခုတည်းတောနဲ့ထဲကတစီတွေလိုသမိုင်းမှာပုံကွယ်နေစေဖြစ်တဲ့ချင်းတစ်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်အသက်ပေါင်းများစွာဘဝပေါင်းများစွာရည်ပြီးတိုက်ခဲ့ရတဲ့သူတို့ရဲ့ဒီလိုရဲစွမ်းမှုတွေကတကယ်ပဲထိုက်တန်ရလားဆိုတာမိတ်ဆွေရောဘလို့ထင်ပါသလဲသူတို့ဟာတကယ်သူရဲကောင်းတွေလားဒါမှမဟုတ်ရင်ဗျူဟာအမှားကြောင့်စတေးခံရတဲ့စစ်တီတွေလားမိတ်ဆွေရဲ့အမြင်လေးကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနောက်ထပ်လည်းလူတည်နေတဲ့သမိုင်းဝင်တိုက်ပွဲတွေနဲ့စိတ်ဝင်စားကြကောင်းတဲ့စစ်ပွဲနောက်ွယ်ကဇာတ်လမ်းတွေကိုသိချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Star Daily Channel လေးကို like နဲ့ subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အဆုံးထိအားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ဒီတဲ့ပုံမကောင်းမတဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်